မြေကြီးအောက်မှာပေါ့နော်တစ်ပင်အခောက်တွေမှာနေရာတိုင်းလိုလိုမှာမျက်စိနဲ့မမြင်နိုင်တဲ့နိုင်ငံလိုကြီးတစ်ခုရှိနေတယ်ဗျာအဲ့ဒီနိုင်ငံတော်မှာကဘာပေါ်ကအစိုးဆောင်ကြီးညာမှုတွေကိုတောင်ရှင်းလင်းပေးနိုင်တဲ့အစွမ်းအစတွေရှိနေတယ်ဆိုရင်ရောစိတ်ဝင်စားကြမကောင်းလားဟုတ်ပါတယ်ကျွန်တော်တို့ပြောနေရကမိုဒီရဲ့အကြောင်းပါပဲအဲ့ဒီတော့မင်းစရာရှိလာတာကဒီလိုမမြင်ရတဲ့နိုင်ငံတော်ကြီးတစ်ခုကကျွန်တော်တို့ကဘာကြီးကိုညဉ့်ညမ်းစေတဲ့အရာတွေကိုတကယ်ပဲတန့်စင်ပေးနိုင်ပါမလားဒါကဒီနေ့ကျွန်တော်တို့အတူတူရှာဖွေသွားမယ်မေးခွန်းပါပဲကဲအဲ့ဒီမိကောင်းကိုအဖြစ်ရှာဖို့အတွက်လေပထမဆုံးကျွန်တော်တို့မိုးတဲ့အကြောင်းကိုနည်းနည်းလေးအမြင်ရှင်းအောင်လုပ်ကြည့်အောင်ဒီကတော့လေကျွန်တော်တို့မြင်နေရတဲ့မိုးပွင့်ဆိုတာကဟိုးရေခဲတောင်ကြီးတစ်ကြောင်ရဲ့ထိပ်ဖျားလေးပဲရှိပါသေးရဲ့အပေါ်မှာမြင်နေရတဲ့မို့ဆိုတာကအတီးလေးတစ်ခုပါပဲတကယ်အစွမ်းအစားတွေရှိနေတဲ့နေရာကမြေကြီးအောက်မှာပင်ကိုင်းလိုဖြန့်ကျက်နေတဲ့ mycelium လို့ခေါ်တဲ့အမြင့်ကွန်ရက်ကြီးပါအဲ့ဒီမှာပဲတကယ်အံ့ဩစရာတွေဖြစ်ပြနေတာအဲ့ဒီကွန်ရက်ကဘဲလောက်တောင်ကြီးတယ်လဲဆိုတော့စဉ်းစားကြည့်လေကဘာပေါ်မှာအကြီးဆုံးတက်ရှိကဘာလဲလို့မင်းဝေလငါးပြားကြီးလို့အများစုကထင်ကြမှာမဟုတ်ဘူးဗျတကယ်တမ်းကအမေရိကန်နိုင်ငံ Oregon ပြည်နယ်မှာရှိတဲ့မို့ကွန်ရက်ကြီးတစ်ခုပါ area 92 ကီလိုမီတာလောက်ကျဲတယ်အဲ့ဒါတက်ရှိတစ်ခုတည်းနော်ဒါဆိုဒီလောက်ကြီးမားတဲ့ကွန်ရက်ကြီးကဘာလို့တလဲပြောရရင်တော့တို့ကတဘာဝလောကရဲ့ပြင်လည်သုံးချမှုပညာရှင်တွေပေါ့ဗျာအကောင်ဆုံးတန်ရှင်ရေးသမားတွေလို့လည်းတင်စားလို့ရတယ်သူတို့ရဲ့အဓိက super power ကဘာလဲဆိုတာလေတစ်ပင်တွေကိုမာကြောစေတဲ့ lignin ဆိုတဲ့ drop ကိုဖြိုခွဲနိုင်တာပဲ lignin ဆိုတာကတစ်သားရဲ့ concrete လိုပဲဗျာအင်မတန်မာကြောတယ်အဲ့ဒါကိုဖြိုခွဲနိုင်တဲ့သက်ရှိဆိုတာတဘာဝလောကမှာတော်တော်ရှားပါတယ်ဒီနေရာမှာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ရောက်လာပြီတစ်သားလိုတဘာဝပစ္စည်းကိုဖြိုခွဲနိုင်တဲ့အစွမ်းကလူတွေလှုပ်ထားတဲ့ငင်းညံပစ္စည်းတွေကိုပါဖြိုခွဲနိုင်တယ်ဆိုတာပါပဲပဝင်းကျန်ဓာတုပေတာပညာရှိတယောက်ပြောထားတာကတော့ကဲဒါဆိုရင်တော့အစေတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေကိုတန်ဆင်တဲ့နေရာမှာမွေးတွေကိုလက်တွေ့ဘယ်လိုအသုံးချနေလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီဖြစ်စဉ်ကဓာတုဘဲတာဆိုင်ရာကတ်ချီတစုံနဲ့အလုံးလုံးတလို့ပါပဲမိုတွေကအစာချေဖို့သူတို့ထုံးတဲ့အန်ဇိုင်းတွေကိုထုတ်လွှတ်လိုက်တဲ့အဲ့ဒီအန်ဇိုင်းတွေကရေနံစီလိုရှုပ်ထွေးတဲ့ညဉ့်ညမ်းမော်လီကျူးတွေကိုပြစ်မှတ်ထားပြီးတစီစီဖြတ်တောက်ချလိုက်တာနောက်ဆုံးမှာတော့အန်တရမရှိတဲ့ drop ပေါအသေးလေးတွေဖြစ်သွားပြီးမြေစီလွာရဲ့အာဟာရဆက်ဝန်းတွေကိုပြန်ရောက်သွားရောဒါကစောင်းတဲက theory တတ်တော့မဟုတ်ဘူးနော်တကယ်လက်တွေ့မှာရေနံဖိတ်စင်မှုတစ်ခုမှာကမာမိုတွေကိုသုံးပြီးစမ်းသပ်ခဲ့တယ်။ရားလက်ကရှစ်ပတ်တွင်းမှာပဲဗျာညဉ့်ညမ်းမှုတွေရဲ့69%ပျောက်သွားတယ်။69%နော်တကယ်ကိုမယုံနိုင်လောက်စရာပါပဲ။ရေနံစီကိုရှင်းနိုင်တာကအစပဲရှိပါသေးတယ်။အဲ့ဒီထက်ပိုပြီး on off ကောင်းတာကဘာလဲဆိုတော့ arsenic ခဲမြေသားလို့အင်မတန်အစိပ်ပြင်းတဲ့တပ်တွေကိုတော့သူတို့ကစုပ်ယူနိုင်တယ်။ပြီးတော့ရေဒီယိုတက်တီကြွရက်စင်တွေကိုပါကင်တွယ်နိုင်ဆဲရှိနေတယ်ဆိုတာပါပဲ။သူတို့ရဲ့စွမ်းရည်ကိုတကယ်အစိုးရပတ်ဝန်းကျင်မှာစံတက်ချစီရင်တော့ချာနိုဘိုင်းကန်တက်ဇုံကိုပဲကြည့်ရမှာပေါ့ဂျာနိုဘိုင်လိုနေလာမျိုးမာလီမိုတွေကတိုက်ရိုက်တန်ရှင်းရေးလောက်တဲ့ပိုတီစမတ်ကျတဲ့နီလန်းနဲ့ကိုညီပေးတယ်။သူတို့ကဘာလို့ပေးလဲဆိုတော့ရေဒီယိုတက်တီကျွတ်ဒက်ဆင်ဖရစ်တဲ့ strontium ကိုနေကြပင်လို့အပင်တွေကအလွယ်တကူစုပ်ယူလို့ရတဲ့ပုံစံမျိုးပြောင်းပေးလိုက်တာ။ဆိုတော့မြေကြီးတူမြေကြီးလန်လုံနေစရာမလိုတော့ဘူး။အဲ့ဒီအပင်တွေကိုပဲစိုက်သူတို့စုပ်ယူပြီးရင်အပင်တွေကိုဖယ်ရှားလိုက်ရုံနဲ့ရှင်းလဲရေးကအများကြီးပိုလွယ်သွားစေခဲ့တယ်။ဟုတ်ပြီဒီလောက်ကောင်းတာလေကြားပြီးတော့ဒါဟာအားလုံးအတွက်အဖြစ်လားလို့ထင်နိုင်ပေမဲ့ခဏလေးတော့စိတ်ထိန်းထားဖို့လိုပါမယ်။ဒီနည်းပညာကအတိုင်းအတာကြီးနဲ့အတုံးချနိုင်ဖို့ပြည့်စုံတဲ့ဖြည့်ရှင်းချက်တစ်ခုတော့မဟုတ်သေးပါဘူး။တို့မှာအားသာချက်တွေအများကြီးရှိတယ်။ဥပမာမြေကြီးကိုတူပြီးမီးရှို့တာလိုမျိုးတမားရိုးကျနီးတွေထက်ဈေးပိုးထတာတယ်။ပုံကျင်ကိုလည်းမထိခိုက်ဘူး။ဒါပေမဲ့စိန်ခေါ်မှုတွေလည်းရှိနေတော့ပဲ။အဓိကကတော့ယာလက်တီကနေရာတိုင်းမှာတသမတိမထွက်ဘူး။ပြီးတော့ဧရိယာခြေကြီးတွေအတွက်သုံးဖို့လည်းမလွယ်သေးဘူး။အရေးကြီးဆုံးကမှန်ကန်တဲ့ဒေတာခံမှုမျိုးစစ်ကိုရွေးသုံးဖို့လိုတယ်။မဟုတ်ရင်တော့အပင်မစိုက်မိတယ်လို့ပဲဘာမှထိရောက်မှာမဟုတ်ပါဘူး။အဆုံးတန်အနေနဲ့အနာဂတ်မှာမိုးတွေကဘယ်လိုအခန်းကဏ္ဍနဲ့ပါဝင်လာနိုင်မလဲဆိုတာကိုမကြည့်ခင်အတိတ်ကိုတစ်ချက်ပြန်လှည့်ကြည့်အောင်။တကယ်တော့လေလူသားတွေနဲ့မိုးတွေကြားကဆက်ဆံရေးဆိုတာ2000ပေါင်းများစွာကြာနေကြပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်ကလေးကရှေးခေတ်လူတွေကမိုးတွေကိုဝိညာဉ်ရေးရာအတွက်သုံးခဲ့ကြတယ်။ပြီးတော့20ရာစုတွေမှာပင်နီစီလင်လိုပတိစီဝါဆေးတွေနဲ့ဆေးပညာလောကကိုတစ်ခေတ်ပြောင်းစေခဲ့တယ်။အခုဒီနေ့ခေတ်မှာတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုကယ်တင်ဖို့သူတို့ကိုပြန်အသုံးချနေကြတာဟာဒီရှေ့လျားတဲ့သမိုင်းခီလန်ရဲ့နောက်ထပ်ခြေလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်တော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။လူသားတွေနဲ့နေထောင်ပေါင်းများစွာအတူရှိခဲ့တဲ့မိုးတွေဟာကျွန်တော်ရဲ့ကဘာကျော်ကိုတန့်စင်ပေးမယ်နော်အခန်းကဏ္ဍကသူရဲကောင်းသည်ဖြစ်လာနိုင်မလား။အဖြေကတော့သူတို့ရဲ့မျက်စိနဲ့မမြင်နိုင်တဲ့မြေအောက်ကွန်ရက်တွေထဲမှာပဲရှိနေတော့မထင်မလား